အနာပဲအမြဲနေခြင်းသူမင်းအတွက်အမြဲတမ်းအပြေခံလူတယောက်လို့မင်းလေးကြိုက်တယ်လို့အနိုင်ယူသွားလိုက်ပါမင်းမို့လို့အမြဲတမ်းပဲအရှုံးပေးမယ်လူမင်းလေးဆိုသမျှအမြဲလို့ခံသူပေးစားခြင်းလို့အချစ်ကိုခံယူထားလို့ကိုယ့်ရဲ့အချစ်ဟာအရာရာတိုင်းနဲ့နိုင်ရှင်ရင်အလုံးအသေးမွားပဲရှိတော့တလို့တစ်ချိန်ချိန်မှာမေ့ချစ်တဲ့သူဟာကိုပဲဖြစ်မလားတခြားတစ်ယောက်ဖြစ်နေမလားနောက်တစ်ချိန်မှာကိုချစ်တဲ့သူဟာကိုနှဘေးနာမှာရှိမရှိပါမလားရာကိုကြိုတွေ့တတ်သူမို့တစ်ချိန်ချိန်မှာမေ့ထားသွားမှဆိုညာတိုင်းပဲတွေ့ရင်ကိုမှရင်တွေဖို့ကျင်သူကိုချစ်တော့အကြောင်းတွေကိုစာစီကစကားလုံးများစွာကိုမင်းရှိမှပြောမထွက်တော့မှကိုကြောက်လို့တစ်ချိန်ချိန်မှာမေ့ချစ်တဲ့သူဖြစ်မလားတခြားတစ်ယောက်ဖြစ်နေမလားတောင်းတစ်ချိန်မှာကိုချစ်တဲ့သူဟာကိုနှဘေးနာမှာရှိမရှိပါမလားတစ်ချိန်ချိန်မှာမေ့ချစ်တဲ့သူဟာကိုပဲဖြစ်မလားတခြားတစ်ယောက်ဖြစ်နေမလားနောက်တစ်ချိန်မှာကိုချစ်တဲ့သူဟာကိုနှဘေးနာမှာရှိမရှိပါမလားတစ်ချိန်ချိန်မှာမေ့ချစ်တဲ့သူဟာကိုပဲဖြစ်မလားတခြားတစ်ယောက်ဖြစ်နေမလား